မင်္ဂလာပါဒီနေ့မှာတော့ချက်မပေါက်နေတဲ့ခန်းချင်းတီပင် organic စစ်စစ်နဲ့ဟိုတနေ့ဝေထားတဲ့ပစွန်ကိုနော်ချက်စားမှာဖြစ်ပါတယ်ဒါ organic ခန်းချင်းတီပါဒီမှာပစွန်9000ဖိုးပါရှင်ပစွန်နဲ့ချက်ဖို့ရတဲ့ဆပ်လာထောင်းပါရဲ့ပြီးရင်ဦးမှာစီထည့်ပြီးတော့ဆပ်လာလေးကိုနည်းနည်းကပ်ပါတယ်အဲ့ဒါပြီးလို့ရှိရင်စနွယ်နည်းနည်းထည့်ပါတယ်အယောင်လာအောင်ပါပြီးတော့စီးထားတဲ့ဂျပွန်ကိုထည့်ပါတယ်ဂျပွန်ရဲ့စားချင်တာနဲ့ဝေးစားဖြစ်တာပါအမဟုတ်ရင်ရစီကြည့်ပါတယ်ခုနက organic ကင်ချင်းဒီကိုထည့်ချက်ပါတယ်ဖြစ်တယ်လို့ချက်ထားတာပါသူများနဲ့ချက်တာမတူလို့မပြောပါနဲ့ချက်စားချင်တယ်လို့ချက်စားတာပါကျမဟင်းနေဆိုအနစ်မကြိုက်လို့အနစ်မထည့်ပါဘူးကဲလည်းဖတ်တုတ်ဖွယ်တဲ့ organic နောက်ထပ်တစ်လုံးကိုထည့်ယူပါတယ်ဒီတယ်ပေါ့နော်ခင်းချင်းဒီကိုဒီပါတယ်အဲ့ဒါပြီးလို့ရှိရင်မှာလက်ဖက်တုပ်စားဖို့ရတဲ့လိုအပ်တဲ့ဟာတွေအများကြီးပဲထည့်ပါတယ်ပြီးရင်အတိကရှူရှဲထည့်တယ်စီထည့်ပြီးလို့ဆိုလို့ရှိရင်တော့လက်အိတ်လေးစုပြီးတော့နေလိုက်ပါတယ်တုပ်ပါတယ်ပေါ့နော်လက်ဖက်တုပ်ပြီးသွားတဲ့အခါကျတော့ခုနကြောထားတဲ့ဂျပွန်ရဲ့သမင်းရဲ့ဟင်းရဲ့လက်ဖက်တုပ်ရဲ့သွားပါတယ်ဒီနေ့တော့ပဲကျေးဇူးတင်ပါတယ်ရှင်